မင်္ဂလာပါခင်ဗျာ Drivers မှာယခုကဲ့သို့ဘောက်ချာရဲ့အောက်နားလေးမှာပေါ့နော် date တိုင်းလေးတွေဘောက်ချာနံပါတ်တွေကမပါဘဲနဲ့ပေါ့နော်ဖြတ်တဲ့နေရာမှာရောက်ပြီးတော့နောက်တစ်စောင်ရဲ့အပေါ်မှာယခုလိုမျိုးသွားပေါ်နေတဲ့မျိုးဖြစ်ခဲ့လျင် setting ချိန်နဲ့ချိန်လေးပြပေးပါမယ်ခင်ဗျာ Drivers လေးကိုဖွင့်ပါမယ်ခင်ဗျာ Drivers ထဲမှာ setting ရှိပါမယ်မိမိထည့်ထားတဲ့ printer ရှိပါမယ်မိမိထည့်ထားတဲ့ printer တွေကိုဝင်လိုက်တဲ့အခါမှာ advanced setting ဆိုတဲ့နေရာလေးရှိပါတယ်ဒီ advanced setting လေးကိုနှိပ်လိုက်လို့ရှိရင် kata command ဆိုရရှိပါတယ် kata command လေးကိုထိပ်ဆုံးလေးမှာ 0a 0a ဆိုပြီးတော့ငကိုသူ့မှာရှိတဲ့မူရင်းစာသားတွေကိုမပြတ်စေဘဲနဲ့ပေါ့နော် 0a 0a ဆိုပြီးတော့ထည့်ပေးလိုက်ပါအဲ့ဒါဆိုလို့ရှိရင်သူကနှစ်ကြောင်းဆင်းသွားတဲ့သဘောပေါ့နော်အဲ့လိုလေးဖြစ်သွားပါမယ်ခင်ဗျာအဲ့ဒါပြီးတဲ့အခါသူ့ကိုနောက်လေးပြန်ထွက်ပြီး save လေးလုပ်ပေးပါမယ်ခင်ဗျာအဲ့လို save လုပ်လိုက်ပြီဆိုလို့ရှိရင် print ထုတ်တဲ့အခါကြာလို့ရှိရင်ခုနကဖြတ်တဲ့နေရာမှာကြံခဲ့တဲ့ date တိုင်းနဲ့ voucher နံပါတ်အချိန်လေးတွေကလွတ်သွားပါလိမ့်မယ်ခင်ဗျာ